我木嘞。 ဆရာဘိုက်ရန်နာနေလို့အားကြောင့်မလို့အိမ်ပြန်မလို့ကွာ 别把那些人叫我比较没必要。 ဆရာလေထိုးလေရောက်ဖြစ်နေလို့လားမသိပါဘူးသမီးရဲ့အရန်ကိုနားနေလို့ 走路啦。 အဲ့ဒါကြောင့်ဆရာညညဆိုမအိပ်ရဘူးအခုဆိုရင်လက်တွင်းနေကြပြီအရန်ကိုအိတ်ချင်နေလို့ပါ 那把些人怎么又开始买车队吧？ ရတယ် 哎，亲你比。 အိတ်ရှင်လားဆရာရုံးကနေမှချောသိမ့်မယ်လားတမီးလား ဟမ်အဲ့ဒါငါပြောခဲ့တဲ့စကားကြီးပါလားမေဒီစင်ချစ် 你蹲下的等你不可以把照片里说过来。哎， အိတ်ရှင်လို့လက်တွင်းနေကြပြီအိတ်ရှင်လို့ဟောဆရာသိ ဆရာအရန်ကိုနားနေလို့တကယ်ကိုပြန်ချင်းနေပြီ 那把些人照里边嘛啥子都嘛哩。 ဟမ်အဲ့ဒါကအကြောင်းသားတွေအတွက်လေ 照里边嘛啥的没得多嘛。 အမလေးမေဒီစင်ချစ်ရဲ့ကြီးကျယ်လေးပါလား 牛当西个啥的照个嘞。 ဘယ်လိုတော့ 好个嘞，些也是个些嘛，些照片的等于都今年也出来ပြီ。 အရင်ကတင်ထားတဲ့စာတွေရောရပြီမို့လို့လား 不知道伯伯干啥啥，伢伯干啥啥。 စာတွေရတယ်ဗော 哎呦，一百零一。 ငါတော့ထင်နေကြည့်လိုက်ရတာ 咱们先把那里的给小子面皮去喂嘛。 ဘာလဲဟာ 多一嘞， ဒေါ်ဤဟုတ်လား 人高了等都知道了都哪里，那咱们下着雨了。 အော်ဒေါ်ဤဆိုတဲ့အစာပြေသေးကကောင်းတယ်လို့ကြားဘူးနေတာကြာပြီအစာမကြေရင်ပြည့်နေကြတာတွေအတွက်ကောင်းတယ်လို့ပြောတယ် 俺那老头子来下药个狗票下面。 အေးဒေါ်ဤရှင်တော့ဆရာစာဆက်တင်လို့ရိုက်ရောကွာ 嘿， ဆရာစာတင်နေတဲ့အချိန်ဆိုပြောတယ်ဗောဘာဖြစ်လို့ 可以啊，罗里。 ဘာထုံးမြတ်တာတိုင်းဆေးဝါးထုတ်လို့ရကထုတ်လို့တဲ့ဒေါ်ကြီးအမတ်တဲ့အစာပြေသေးကအစာမကြေခြင်းရင်ပြည့်ရင်ငယ်ဖြစ်ခြင်းလေချုပ်ခြင်းလေထိုးလေအောက်ဖြစ်ခြင်းပြုတ်အံ့ခြင်းဂရင်းပြက်ခြင်းတို့အတွက်ကတော့လုံးဝသက်သာသွားစေရမယ်လို့အာမခံတယ်ဗျာဒါအကြောင်းအိမ်တိုင်းမှာစောင့်ထားသင့်ပြီနော်အစာပြေသေးဆိုထိရောက်မှုရှိဆုံးနဲ့အကောင်းဆုံးဆိုတာ 多一嘞。